တနစ်မှာတက်ခါရှိရင်တောင်တလပဲရှိမဲ့ Ramzan Museum မှာဒီနှစ်ရောပါရှိလဲဝင်ဆက်စုကြည့်မယ်ဒီလိုမုတ်ဈေးတဲ့နေ့သွားရင်ဘယ်ရောညာရောအစအဆုံးပတ်ကြီးတဲ့သူဆိုတော့တွေ့သမျှတော့ရိုက်လာခဲ့ရပဲဒါလေးကတိမ်ပြူများရဲ့ကုန်းလန်းဒီနှစ်ရဲ့ Ramzan Museum အခြေအနေလေးဒီ Museum လေးကတလအောင်ရှိနေမှာလေနော်အစ္စလမ်ဘာသာဝင်တွေရဲ့အထွတ်မြတ်ထားတဲ့ဒီ Ramzan ကာလမှာဆိုလို့ရှိရင်ဒီလို Ramzan Museum တွေကတနေရာထဲမှာမဟုတ်ဘဲနဲ့နေရာတော်တော်များများမှာရှိရှုံးဖတ်ပူတာလေးတစ်ခု sharing လုပ်ပေးရမယ်ဆိုလို့ရှိရင်ကျမရင်းနဲ့ညီညွတ်တဲ့ဝါဖြီနီလန်းလေးတွေလည်းအများကြီးရှိရတဲ့တနေ့ကုန်ဥပုသ်ဆောက်ထိန်လာဖြစ်တဲ့အတွက်အာဟာရဓာတ်ကောရေဓာတ်ရောလိုအပ်နေတဲ့အချိန်မှာအစာအိမ်လေးကျန်းမာဖို့ဆိုလို့ရှိရင်အရန်ချိုရဲဖြော်ရည်တွေ gas ပါရဲ့အေးတွေကိုအရင်တောက်မဲ့စာရေကိုအရင်တောက်တာတော့ပိုကောင်းတယ်အရန်ပူလုံးအရန်ဆက်လုံးတဲ့အစားအစာတွေအရင်စားမဲ့စာခက်နွေးနွေးလေးနဲ့အာဟာရဖြစ်စေမဲ့အစားအစာတွေရေးစေမဲ့အစားအစာလေးရင်စားပြီးရပိုကောင်းတယ်တဘာဝအချိုစာအတွက်စွန်ဘလွန်ဒီရမစားမဖြစ်ပဲကျွန်းနေဝင်ကြည့်ခဲ့မင်္ဂလာတောင်ညများအကုန်လန်းနေရဒီ Ramzan Museum ဆိုလို့ရှိရင်အခုမြင်တွေ့တဲ့အတိုင်းပဲတော်တော်လေးစုံစုံလင်းရှိရတွေ့ခဲ့စကားမဆက်ရှုံးနေမကောင်းဖြစ်နေရောတန်လေးကနှာတန်လေးနဲ့ပေါက်နေလို့အတန်ကြောင့်စိတ်နှောက်ရှက်ဖြစ်သွားခဲ့ရင်လည်းသိခံပြီးပါအောင်နော်အဲ့နေရလေးဟိုဟာမြင်လဲစားခြင်းဒီဟာမြင်လဲစားခြင်းနဲ့မျက်စိကတော့ရှေ့စားတာရွှေတင်းကပြန်တွေးလို့ဝင်ခဲ့ရဆိုတော့ဘိုက်ကတော့မဆန်တော့မျက်စိအစာကျွေးရအနေနဲ့တလန်းလုံးခောက်တစ်ခေါက်ပြန်ပတ်ခဲ့အခုဗီဒီယိုထဲမှာကြည့်ရတဲ့အတိုင်းပဲမြင်သမျှတွေ့သမျှတကယ်အကုန်စားခြင်းဟုတ်လေပဲငါးမျိုးနဲ့ဒါအမဲသားတို့ဘာတို့ကျင်းချက်တို့ကျိုးပဲငါးမျိုးနဲ့ပဲဆုံးပေါ့နော်ဒါကျွန်တော်တို့ဥပိုးဆောင်တဲ့ကဒါလေးတောက်လိုက်အားပြန်ပြေသွားတာဒီနေ့ကိုစောင့်တာလေအစာရည်စားဒီဒါလေးတစ်ခွက်တောက်လိုက်တာနဲ့အားပြေသွားတာအားမို့ကျွန်တော်ကတလာလုံးစောင့်နေတာဒါရဲ့တကူတွေကြောင့်ဒါအားရမ်းရှိတာကျွန်တော်ညီမလေးတို့ကမဲသားမစားဘူးဆိုချက်သားနဲ့လည်းရတယ်မစမိုင်းလည်းရပဲတုတ်လည်းရတယ်စားကြည့်မှသိမှာတော့စားမကြည့်မသိဘူးအဲချက်သားကြည့်တယ်ကိုချက်သားကနှစ်ခေါက်ပါဘူးစားနေတော့ဟောလာပါရဲ့တော့စားပါရဲ့ဘယ်လိုများဆရာရန်ရောင်းတော့တယ်စိတ်စိတ်ဝင်ကြတယ်ည7 နာရီမှတောက်တယ်တွေ့ကြပါလေတဲ့ဟောရန်ပါဟာလင်းနဲ့နော်လာမှာဒီစားကြည့်ဆိုင်ရလူအစီဆုံးပဲကျမအမီးပါစားခဲ့ရပါတယ်ဒီနော်လာရောရှယ်အားရှိပဲရိုးရင်းချင်စီတွေဥတွေကလီစာတွေအသားတွေအကုန်ပါတယ်အညာဒီလေးနဲ့ညစ်စားလိုက်ရရှယ်ပဲသူမကြီးချင်းကန်ဆက်ဆွဲလမ်းမှုလေးတစ်ဖြတ်ကျိုးပါဦးစိတ်စိတ်လေးရှေ့မှာလာဝဲထဲမှာရချိုလာမေးသွားလို့ဒီစားကြည့်ဆိုရဲဆိုင်ရတော့တောက်ကြနေတည့်ရပဲအဲ့မှာရှိမယ်လို့ပြောဒီလိုတစ်နှစ်မှာတစ်ခါပဲကြုံတဲ့ Ramzan Museum လေးဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်တွေပြင်တခြားဘာသာဝင်တွေကလည်းဒါမျိုးမဟုတ်လေးကြိုက်တဲ့ရင်သွားပြီးလဲပတ်စားလို့ရအောင်လို့ share လုပ်ပေးလိုက်တာပါဒါလေးကမင်္ဂလာတောင်ညွတ်တိမ်ပြူများရဲ့ကုန်းလန်းထဲမှာရှိရ2026ရဲ့ Ramzan Museum လေးနော်